ဆိုတော့ဒီလို scan လုပ်ပေးခြင်းက window ခက်ခဏကြာတာတို့ကွန်ပျူတာထဲမှာ error ဖြစ်နေတာတွေကိုကာကွယ်ပေးမှဖြစ်ပါတယ် Computer Basics online class ကနေကြိုဆိုလိုက်ပါတယ်အောက်ဆုံးက search bar မှာ command prompt ဆိုပြီးတော့ရိုက်ရှာလိုက်ပါ command prompt လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က right click ထောက်ပြီးတော့ run add administrator ကိုလုပ်လိုက်ပါမယ်ဒီရောက်ပြီဆိုရင်အမှားကျွန်တော်ပြထားတဲ့စာလေးကိုရိုက်ပြီးတော့အနာခောက်လိုက်ပါဒါဆိုလို့ကျွန်တော်မိမိရဲ့ကွန်ပျူတာမိမိရဲ့ laptop ကို scan လုပ်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလို scan လုပ်ပေးခြင်းက window ခက်ခဏကြာတာတို့ကွန်ပျူတာထဲမှာ error ဖြစ်နေတာတွေကိုကာကွယ်ပေးမှဖြစ်ပါတယ်percentage 100ရာခိုင်နှုန်းပြည့်ပြီဆိုရင်တော့ we scan လုပ်တာပြီးတော့မှဖြစ်ပါတယ်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့သိရှင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကို comment မှာရေးသွားခဲ့လို့ရပါတယ်ကျွန်တော်သိသလောက်ကျွန်တော်နားလဲသလောက်ကိုပြန်ပြီးတော့ဖြေကြားပေးပါမယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်